ကျူနဲ့ထမင်းနဲ့တခါလေးရောလိုက်တယ်ဒီတန်းခတ်စားကြမလို့ပါဘူးဒါကတော့အကျုံဆုံးအကျုံမသိဘယ်တော့အစုံကျော်တီးလေးကျော်လာဒါတော့အညာတော့လူဆိုင်တလန်းနဲ့ပြောဖို့ကြောင်ရတတိယပေါ့ချက်ချင်းပါမရပါဘူးမအောင်နိုင်တဲ့ယောဂရှိတဲ့ခါကျတော့ပြောရမယ်ဆိုရင်ဒီတရားကဆင်းရဲချမ်းသာတာဘလို့ကွာခြားလဲဘလို့ကွာခြားမွေးစားရကွာခြားပါတယ်တရားရဲ့ကံတရားပေါ့နော်မွေးစားတွေကကွာခြားတယ်ဆိုချမ်းသာမိဘမှာပေါက်ပါလိုက်သူကချမ်းသာတယ်ဆင်းရဲတဲ့မိဘမှာပေါက်ပါလိုက်သူကဆင်းရဲပါတာပေါ့နော်အဲ့လိုပဲအဲ့ဒါကကိုယ့်ရဲ့ရွေးချယ်တဲ့ဘိုင်းခွင်းပေါ့ဒါကံတရားရွေးချယ်ထားတာပေါ့နော်အသက်ကြီးလာတယ်ကိုသိဉာဏ်ရှိလာတဲ့အချိန်ကိုစီးပွားရှာနိုင်တဲ့အချိန်မှာဆင်းရဲတာချမ်းသာတာကွာခြားသွားတယ်ဆိုရင်ဒါကိုယ့်ရဲ့ရွေးချယ်မှုအဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုကဆင်းရဲခြင်းချမ်းသာခြင်းကိုယ့်ရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက်သင်ပါကိုရွေးချယ်မှာဆင်းရဲတာလားချမ်းသာတာလားသူများတဲ့ချမ်းသာတာကိုကြည့်လို့သူဘာလို့ချမ်းသာတယ်သူဘာလို့ဒီလောက်ချမ်းသာတယ်မနာလို့မဖြစ်ဘူးသူရဲ့ကြိုးစားမှုအားထုတ်မှုတင်အိတ်နေတဲ့အချိန်မှာသူများအလုပ်ကြိုးစားနေတယ်တင်ထမင်းတစ်ပကံစားနေတဲ့အချိန်မှာအခုမှအိစကားပြောနေတဲ့အချိန်မှာသူအလုပ်လုပ်နေလိမ့်မယ်လေဒါသူရဲ့ကြိုးစားမှုရလာသူရဲ့ကြားကုန်းကြားခဲကြိုးစားမှုရလာကသူများနဲ့မတူလို့သူထိတ်ဆုံးမရောက်နေတာအဲ့ဒီတော့မအဲ့လိုကလည်းချမ်းသာခြင်းလေဆိုကြိုးစားရမယ်လေးလာမယ်တင်ယူရမယ်စီးဘူးရမယ်ဒါလူရဲ့လုပ်ရမယ်လုပ်တာပေါ့နော်ကြိုးစားချမ်းသာခြင်းနဲ့ဒီကတော့အဒီလောင်ရှောက်ကြတာမကြိုးစားခြင်းနဲ့ဒီကတော့ချိန်တန်သူနဲ့သူအီလီယောနဲ့သူ့ဘဝသူကြည်နေရင်တင့်ရောက်ရနေတဲ့ဘဝမှာကာရတယ်ဆိုတာသူရဲ့ရွေးချယ်မှုရွေးချယ်ပိုင်မှုဒါကမှပြီးဆိုပြီးပါသူရဲ့ရွေးချယ်ပိုင်မှုနော်ပြီးတော့မှအဲ့ဒီကိုကြိုးစားမှုဘယ်လိုမျိုးဖြစ်တည်တာနောက်မှလို့ဆိုလို့ရှိရင်ဘယ်လိုမျိုးကိုလည်းကြိုးစားတင်ကိုအရှိရတူကိုကြိုးစားမယ်ဆိုလို့ကြိုးစားလိုက်ဆိုတာကိုလိုက်ပြီးအတူယူရမယ်လေးလာမယ်တင်ပြရမယ်စီးပြရမယ်အဲ့ဒီတော့ဟိုကမှအရာအလုပ်တစ်ဖက်နဲ့အလုပ်လုပ်ပြီးအခြေပေးလုပ်ပါတယ်အခုပြန်လာတာထမင်းစားနေလို့အလုပ်ပြီးတော့ထမင်းစားခဏကြာရင်မအီးရလေးလာတင်ရမယ်စီးပြမအီးလို့ရှိအဲ့တော့အားလုံးချိန်နေမှာဗီဒီယိုတစ်ဖြတ်ပြရတယ်ပေါ့နော်ဒီတော့တင်လဲမအီးအမြဲတမ်းပြောနေတယ်တင်ပြရမယ်စီးပြရမယ်ဆိုဘာတွေလဲဆိုတင်ယူခြင်းတယ်ကြီးပွားချမ်းသာခြင်းအဲ့ဒီနေနဲ့ဟိုငွေရစေမယ်နီလန်းအဲ့ဒီနေရာမအီးမရှိတယ်လို့မအီးမြေတယ်ပြောတယ်နော်အဲ့တော့တင်လို့ချင်းတင်မအီးစီလာခဲ့ပါမအီးရဲ့ချက်ပေါက်မှာအမအောင်ပါလေစိတ်ဝင်စားတယ်လို့ယူလို့ရတဲ့အမြဲတမ်းပြောနေကြစကားမက်ဆေ့ပေါက်မှာလည်းလာရောက်မေးမြန်းနိုင်ပါတယ်မအီးကကိုမျိုးကိုအတင်မှာလက်ထက်မှာ